မော်ရိုကိုနောက်ခံလူဟာဂီမီ2025အာဖရိကအကောင်းဆုံးကစားသမားဆုရရှိယနေ့ကကျင်းပခဲ့တဲ့2025ခုနှစ်အတွက်အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို PSG အသင်းနဲ့မော်ရိုကိုရဲ့နောက်ခံလူဖြစ်တဲ့ဟာဂီမီဟာပြီးခဲ့တဲ့ရာသီတုန်းက PSG နဲ့အတူတူပြင်သစ်လီဂ်ချန်ပီယံလိဖလားအပါအဝင်စုစုပေါင်းဆုဖလား၃လုံးကိုစုကူးနိုင်အောင်လို့စွမ်းဆောင်ထားခဲ့တာဖြစ်ပါတယ်။ဒါပြင်သူကကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာလည်းပဲဘောလုံးပွဲထီကိုတက်ရောက်နိုင်အောင်လို့အဓိကနေရာကနေပြီးတော့စွမ်းဆောင်ပေးထားခဲ့ပါတယ်။အဲ့ဒါပြီးနောက်မှာလေအာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ရွေးချယ်ခြင်းခံခဲ့ရဖြစ်ပါတယ်။ဆုရရှိသူများစီးရင်မှာတော့မော်ရိုကိုဂိုးသမားဆာရင်ဘူနိုဟာအာဖရိကရဲ့တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု U20 ကမ္ဘာဖလားချန်ပီယံဖြစ်တဲ့မော်ရိုကို U20 အသင်းကလည်းအာဖရိကအကောင်းဆုံးလက်ရွေးစည်အသင်းဆုတို့ကိုစုကူးသွားနိုင်ခဲ့ပါတယ်။အထူးအထူးမော်ရိုကိုလေနံကစားသမားဖြစ်တဲ့အော်မာနီမန်မာကအာဖရိကတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုရရှိခဲ့ပြီးတော့အကေဗာဒီကို2026ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့နီးပြဘိုဘစ်စတာကလည်းပဲအကောင်းဆုံးနီးပြဆုကိုစုကူးသွားခဲ့တာဖြစ်ပါတယ်။ဒီနှစ်ကုန်ပိုင်းမှာတော့အာဖရိကဖလားပြိုင်ပွဲကျင်းပဖို့ရှိနေပြီးတော့ဒီပြိုင်ပွဲမှာလက်ရှိအကောင်းဆုံးအာဖရိကနောက်ခံလူဟာဂီမီရဲ့မော်ရိုကိုအသင်းချန်ပီယံဖြစ်လာမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။